EBS လို့ခေါ်တဲ့ ultrasound လေးတစ်ခုအကြောင်းကိုသိပြီးပြီလားအဆုတ်ကင်ဆာရှိမရှိကိုသိရှိနိုင်မယ့်အပြင်အသားစာပါတစ်ခါတည်းယူပြီးတော့စစ်ဆေးလို့ရမယ် EBS လို့ခေါ်တဲ့ ultrasound လေးတစ်ခုအကြောင်းကိုသိပြီးပြီလားဟုတ်ကဲ့ပါကျမတို့ travelpatient.com ရဲ့ medical consultant တူပါEBS ဆိုတဲ့ ultrasound လေးတစ်မျိုးကတော့ပြပိုက်တော်လေးတစ်ခုဖြစ်ပြီးတော့သူ့ရဲ့ထိပ်မှာ camera လေးပါပါတယ်သူ့ရဲ့အရှေ့ကောက်ကတော့ endobronchial ultrasound လို့ခေါ်ပါတယ်အဲ့ဒါလေးကိုဒီပြပိုက်ပျော်လေးပေါ့နော် camera လေးတစ်ခုတက်ဆင်ထားမယ်အဲ့ပြပိုက်ပျော်လေးကိုဒီပါးစပ်ကနေတစ်ဆင့်အသက်ရှူလမ်းကြောင်းနဲ့ရောက်တဲ့အထိကိုထည့်သွားပြီးတော့အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့အကျိတ်တွေအလုံးတွေပေါ့နော်အဲ့ဒါတွေကိုရှာဖွေတွေ့ရှိနိုင်တဲ့အပြင်ကိုအသားစာပါတစ်ခါတည်းယူလို့ရတာမျိုးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ EBS ကိုဘယ်လိုနေရာမျိုးတွေမှာသုံးဝင်မလဲလို့မေးလာတဲ့အခါမျိုးမှာကျတော့ TB နဲ့တခြား infection တွေပေါ့နော် infection တွေမှာလည်းသုံးဝင်လေနောက်တစ်ခုကတော့အဆုတ်ကင်ဆာရဲ့ဒီကနဦးအဆင့်မှာအဆုတ်ကင်ဆာကိုရှာဖွေသိရှိဖို့အတွက်ကိုဒီသုံးပြနိုင်ပြီးတော့အဆုတ်ကင်ဆာဘယ်လောက် stage ရှိနေပြီလဲဆိုတော့ stage သတ်မှတ်တဲ့နေရာမျိုးတွေမှာလည်းသုံးဝင်ပါတယ်နောက်တစ်ခုက sarcoidosis လို့ခေါ်တဲ့ယောဂတွေနဲ့ lymphoma လို့ခေါ်တဲ့ယောဂတွေမှာလည်း EBS ကိုအသုံးပြုပြီးတော့ယောဂကိုရှာဖွေနိုင်တာပဲဖြစ်ပါတယ်ဒါဆိုရင် EBS ရဲ့ကောင်းတဲ့ချက်တွေကဘာတွေဖြစ်မလဲEBS ရဲ့ကောင်းတဲ့ချက်အားသာချက်လေးတွေကတော့ EBS ကဒီခွဲစိတ်စရာမလိုဘဲနဲ့အဆုတ်ကင်ဆာရှိမရှိကိုတခါတည်းသိရှိနိုင်ပြီးတော့တခါတည်းပဲသားစာပါယူနိုင်တာပဲဖြစ်ပါတယ်ခွဲစိတ်စရာမလိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ recovery period လို့ခေါ်ရဲပြန်ပြီးတော့နလန်ထိုလာဖို့အတွက်ကိုချိန်တိုတောင်းတာပဲဖြစ်ပါတယ်ဒါအပြင်နာကျင်မှုလည်းရောနေရမှုလို့ဒီတက်တောင့်တက်တာနဲ့လူနာတွေအနေနဲ့အဆုတ်ကင်ဆာရှိမရှိတခြား infection တွေပေါ့နော် infection တွေဒီ TB တို့တခြား infection တွေအတွက်ကိုလည်းယောဂရှာဖွေသိရှိနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အဆုတ်ကင်ဆာရှိမရှိကိုတက်တောင့်တက်တာနဲ့ဒီစစ်ဆေးခြင်းနဲ့ stage တွေကိုလည်းအကယ်၍ဒီ malignancy ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းပေါ့နော် cancer ရဲ့အဆင့်ကဘယ်လောက်ရောက်နေပြီလဲဆိုတာကိုဒါဟာသိရှိခြင်းနဲ့ဆိုလို့ရှိရင်เนาะ semaretravelpatient.com ကိုခုပဲဆက်သွယ်ပြီးတော့ဒီဘန်ကောက်မြို့မှာတွားပြီးတော့ယောဂစစ်ဆေးဖို့အတွက်ကိုခုပဲ booking လေးလုပ်ထားဖို့အတွက်ဒီဗီဒီယိုလေးကနေပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ရှင်